ချက်ပါပြီရှင်ညီမချက်ရဲ့မွေးရင်းကတော့အချိုတက်ကတော့ကြက်သွန်အနီလေးကိုပြုတ်တာပေါ့ကျမတို့နော်ကြက်သွန်အနီအလုံးလေးတွေပြုတ်ပြီးအချိုတက်လေးယူထားပြီးပါပြီကဲထက်သမီးထက်ဘာထက်မှာစံတော်မုံရင်ထက်မှာလည်းထက်စံတော်မုံပွားအောင်ရင်ထက်စံကိုကျမတို့လှော်ထားပါတယ်ရှင်စံလှော်ထားပါတယ်ရှင်စံလှော်ထားပါတယ်ရှင်စံလေးလှော်ပြီးတော့စံတော်မုံရေဖြော်ပြီးထည့်ပါတယ်ရှင်โอเคညီမချက်ရဲ့မွေးရင်းကစီတက်တွေကတော့လွန်ခဲ့တဲ့ကြံမတိုင်ခင်A to Z မှာဈေးရောင်းနေရငါးတွေကိုတခါလဲစီတက်ထားတာအိမ်မှာအားတဲ့ရှိတဲ့ဝန်ထမ်းတွေကိုစီတက်ခိုင်းတာကျမသိလားကျမချစ်တယ်လို့အားတဲ့လူတွေကိုတခါလဲ A to Z မှာကျမတို့ဈေးရောင်းနေရစီတက်ခိုင်းတာလားရှားပြီကြာထက်ခါလဲဆက်ထက်ငါးဆန်လုံးဝတခါလဲပွားဟုတ်လားဒီအိုးဖင်နေနေနော်ကိုလည်းလည်းမှုပြီဆန်လုံးအောက်မှာကမ်းပါငါးသားလေးအဲ့ဒါငါးသားလေးငခုရဲ့ငမြင့်ချင်းရဲ့ရောထားတဲ့ငါးသားငခုနဲ့ငမြင့်ချင်းနဲ့ရောထားတဲ့ငါးသားပါရှင်ငခုကတမီ6ရက်သားတော့ပါမယ်နော်6ရက်သားတော့ပါမယ်ငမြင့်ချင်းက3ရက်သားတော့ပါမယ်အဲ့ဒါရိုးလို့ပြီးတော့ကျမတို့တမီအိုက်ခုံရမခိုင်ဘူးနော်ဘွားစမောဟင်းကားလည်းမျက်နှာကြီးကြာသွားလို့တက်တာကြည့်တယ်ဒီနေ့ချင်းဘာသူငါးသားပြန်ပွားလာမယ်ကျက်တော်အပျော်ကျသွားမယ်ငါးသားပွားမယ်ကျက်တော်အပျော်ကျမယ်ခရလေးမသူပြောတယ်မအိုးခွဲအောင်ပါသမီးလေးအိုးခွဲရင်အဲ့အိုးရောထဲအောင်ပါသမီးသားဘဲဦးရင်ဘဲဦးထက်ရောမှတော့ကိုခွဲလိုက်အချိုငံရင်ကဲအောင်မှရင်အချိုငံမြည်အောင်မပြားရီထက်သမီးဖင်နေနော်အိုးဖင်နေသူတို့ငပြားရိုးတဲ့အိုးရကြီးလာမယ်နော်ငပြားရိုးအိုးရကြီးတာပေါ့အဲ့ဒါဆို我不记得。ဟိုကအကြီးဆုံးကိုငပြားရီထက်တခါတည်းအချိုငံကဲပြီးတော့မှဘဲဦးတွေပါအချိုငံတွေကဲသမီးထက်ဘဲဦးထက်တခါတည်းထက်ဟိုကွာလာတယ်ဒီကျဟိုထက်ငပြားရီထက်မကြီးကိုဇုံးလေးနဲ့ပြီးမြည်ရကောင်းလိုက်တာမွေးငါဘုံမနောင်ငါးသားတော့ဘုံမမဆူသေးပြစ်နေတယ်သမီးငါးသားဆန်တော်မမဆူသေးပြစ်နေတယ်မြမကြီးငါးနှစ်ကတအားများတယ်ငါအများငါထက်ငပြားရီထက်သမီးအဲ့ငပြားရီထုံးထက်ကောင်းလိုက်တာအေးငါခူပါတော့အေးတိတာမှုဝင်တာပဲဖိုးဖွားဒီကလေးတွေပါစားလို့ရအောင်ညီတို့ချက်ထားတာပါရှင်ဖိုးဖွားကလေးတွေရောစားလို့ရအောင်ချက်ထားတာပါရှင်这还放着。ကိုကြီးတဲ့ခွဲလေးမင်းငပြိုင်ထဲငပြားနေနဲ့ထည့်တယ်ငပြိုင်ခုနကကန်လုံးလောက်ထက်ပြဝါလုံးငပြိုင်ယူငပြိုင်ယူဆိုဆက်လေးဆက်ပြီးပါတော့ပြည့်နေတာကြကောဘုံမဆိုတာပူပြက်လာရှာပြီခုနငပြိုင်လားဆွမ်းငပြားအဲ့ဒီရဒီအိုးလေးကျင်းလိုက်ပါဒီကျင်းအဲ့ဒါကပ်ဒီလေးကျင်းနေရခွဲရတော့ရကြတော့ခွဲလိုက်တော့ခွဲမှဘုံမပြန်စီတော့ချုံငါတခါလဲကဲမှမွေးငါမရှိသေးဘူးမွေးငါပြစ်နေတယ်စူတော့မသေးဘူးငါပြောမိမထရသေးဘူးဒီကောက်တော့ပဲဘယ်ဒီကိုခိုင်နာပြီအေးစူမာဆိုရင်ရှာကြပါစို့ခါတဲ့ငပြားကြီးကိုဆက်ပြီးတော့ငပြားကြီးလည်းပြောတော့မှာမွေးငါအနှစ်ကိုဆက်ပြီးတော့ဘုံမဆိုတာလည်းတခါလည်းပြစ်လာမှာဆန်တော်မောလည်းမပွားသေးငါးသားအကြော်ထားတာလည်းစီသက်တွေလည်းမပွားသေးဒီမှာတကယ်မွေးငါချက်တာမြန်လိုက်တာလို့ခုကစပနေနေဂျင်းနေထောင်းစရာထုစရာမွေးငါချက်တော့မစိုးလူတွေအများကြီးမလိုတော့ဘူးမမညိုတို့ကဒါအေတူဆက်မှာဈေးရောက်နေရအိမ်မှာအားနေရဝန်ထမ်းတွေကိုကဲလောက်ကြတချို့တော့ကအဲ့မှာအခုတွေရေကက်တိတာထဲမှာငခုတွေကိုရိုးနှွင်ပြုတ်ငပြိုင်နဲ့ပြုတ်စီသက်မမတို့ကြံတွင်းကျွေးရအောင်ဆိုပြီးတော့ကိုအဆူဖို့အခြေအနေချမ်းလားစူမငါပြောမယ်ထဲမယ်လေသမီးဒီအိုးလေးစူမငါပြောမယ်လေအချိုငန်အတော်ပဲ very good ပဲနော်အဲ့ဒါဒီဘုံမစူအောင်တော့ရပြီ okay ခဏအောက်ဆက်
ချက်ရွယ်လေးနည်းနည်းမှုပြအဲ့ဒါပြန်ဒီအိုးကပြန်တင်အောင်အဲ့ဒါကောင်းလိုက်တာမွေးကောင်းပြင့်တက်နေဒီဇုံးလေးနဲ့ခတ်ပြန်အောက်ကအရေးလေးဘဲဥရီရောဟေးကောင်းလိုက်တာဟာโอเคချက်ပါပြီစားလို့ရပါပြီချက်ပါပြီ ပါပြီရှင်